ဒီကနေ့တရင်ညွတ်လာပြီနေဆိုတာရသော်ပြလက်ထက်တော့ခကလာတော့ပါဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာရသော်ပြဟာတာဝရိသနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့လူပြည်ကိုပြန်နေကြွလာတယ်အမတ်တရားနေဒီနေ့ပဲဗိဓမာခါရောနေလို့ဆိုတာဗိဓမာခါရောနေဆိုတာဗိဓမာတရားဟောတာကဝါဆိုလာပြီးတော့တရားရည်စာပြီးတော့ဟောတာတရင်ညလာပြီးနေစပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရောနေလို့ဆိုပြီးမြမပြည်မှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်3 လကြာအောင်မြတ်စွာဘုရားဗိဓမာတရားတော်ကိုတာဝရိန္ဒနတ်ပြည်မှာဟောကြားပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတာဝရိန္ဒနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမညာဆောင်နှံလို့ဆိုတဲ့ဆောင်နှံလေကားကြီး30အနေပြီးခန္ဓာတိုက်ပြိုက်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်သေးရတယ်ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်နေကြတာဖြစ်လို့တို့တွေဟာဒီကနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ပဲနဲ့တရင်ညွတ်လာတာဝရိန္ဒနတ်ပြည်ကပြန်ကြွတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီဝိဓမတရားမဟောခင်ကတရင်ညွတ်လာပြီနေမှာမိထွန်းတာတော့ကတိကနက္ခလို့ခေါ်တယ်မိနက္ခနဲ့ပတ်သက်ပြီးတော့ထုံးတမ်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင့်ပါတယ်လို့ပဲကိုယ့်ရဲ့အစင်လာရလောက်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတိကနက္ခကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့တရင်ညွတ်လာပြီနေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက္ခပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နတ်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ဘုရားဘာသာတွေကတော့ပြောင်းလိုက်တာဒီဖျားကိုးစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းထားတာဖျားကိုးစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာတကူပါဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုးပူဇော်တာမဟုတ်တော့ပဲနဲ့ဖျားကိုးစုကိုပူဇော်တယ်ဆိုရင်ဒိဗေရှိတဲ့ပူဇော်မှုဖြစ်လာဂျိုးပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိညာစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီအဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်လို့မအောင်မိတယ်ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်ကလေးရဲ့တန်ဖိုးဟာစိန်လေးရဲ့တန်ဖိုးဟာဘယ်လောက်ကြီးတော့ဆိုလမ်းခင်းတဲ့ကြောက်အစည်းတရားရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့လောက်တန်ဖိုးချင်းกว่าတယ်ဒီကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရားတိုက်ပြီးတော့ချတန်ဖိုးဒီကြောက်ကလေးတစ်ပွင့်ရဲ့တန်ဖိုးဘယ်တမ်းမှกว่าတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးချင်းกว่าတယ်အဲ့တော့တန်ဖိုးရှိတဲ့ဟာကိုရအောင်
တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလှုပ်ထမှုပဲနဲ့အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့တရင်ညလာပြီးမှမိထွန်းတယ်လေဖះကိုပူဇော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွရောက်လာတဲ့မြတ်စွာဘုရားကိုခီးဥကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအာယုမိလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာအခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်ယရဏသုံးပါးကိုပူဇော်လိုက်ရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းကွာခြားတယ်လို့